哎，他不啦不啦不啦，怎么办？然后是拍。鸡鸡的，哦，哎，我给你，我怕，谢谢。他还想吃什么？အားလုံးပဲမင်္ဂလာပါရှင်ယူရန်ပါယူရန်ဒီနေ့ရောက်နေတဲ့နေရာလေးကစီဖူမာကတ်ကိုရောက်နေတာပါဒီစီဖူမာကတ်ကအထဲမှာကိုကြိုက်တဲ့ဒီစီဖူတွေကိုကိုယ်တိုင်ရွေးပြီးတော့ချက်ချင်းချက်ခိုင်းတာပေါ့နော်မိုက်တယ်ဒီစီဖူမာကတ်ယူရန်အရှိတစ်ခေါက်တော့ကတော့လာဘူးတယ်ဒါပေမဲ့တိတ်ပြီးတော့အစုံစုံလင်းလင်းမစားပြစ်လိုက်ပေါ့ဆိုတော့တယောက်တည်းဆိုတော့ဒီနေ့ကအဖို့ပါတယ်ဆိုတော့ယူရန်ကြိုက်တာစားလို့ရပါတယ်ဆိုတော့အခုယူရန်တို့ထဲထဲကိုသွားပါမယ်ဒါကတော့စီဖူမာကတ်ပေါ့နော်ဒီဘက်ကအဆောက်အဦကကြတော့စားတောက်ဆိုင်နေဆိုတာရွံ့လို့ဒီဘက်ကဈေးပေါ့နော်ဒီ market ထဲကနေပြီးရွံ့လို့ရွေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီစားတောက်ဆိုင်မှာလာချက်ခိုင်းတာပေါ့နော်မိုက်တယ်ရွံ့အခု market ထဲကိုအရင်သွားပါမယ်စားချင်တာတွေသွားရွေးပါမယ်ရှင်နည်းနည်းလေးတော့ညစ်ပတ်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကစီးဖူတွေနဲ့ပတ်သက်ပြီးတော့ရောင်းတာဆိုတော့လေ तू ကရေတွေတော့နည်းနည်းလေးရှိတယ်အများကြီးပဲ要不要帮他？开个试好不好？阿姨啊，那个开试，好不好？买你。我们家好漂亮啊！哦，买的，那金块的多，听得吗？ဆိုနေများရွယ်ကနန်းနေလည်းရှိကနန်းကိုသူကမျိုးစုံနေ့လူရှင်းနေတဲ့ဈေးထဲမှာအများကြီးပဲမိုက်တယ်ဒီဘက်မှာလည်းရှိတော့ငါးတွေပစုံတွေအစဟိုပုံစံမျိုးစုံရှိရဲပြီးတော့မတူတဲ့ပုံစံတွေပေါ့နော်အများကြီးပဲဒါပေမဲ့တချို့လူတွေကကြတော့စီးဖူးနဲ့မတည့်တာရှိရဆိုတာအဆင်မပြေဘူးကျူရအောင်စီးဖူးနဲ့တက်တော့အဆင်ပြေပါတယ်ရှယ်ပဲအများကြီးပဲအိုးထဲထဲမှာငါးကန်ထဲမှာရွှေငါးမိုက်တယ်မကင်းခရက်တယ်incredible မိုက်တယ်အောက်မှာလည်းရှိရ incredible 这种的များကြီး拿着这样。啊，它还可以撕掉嘞。不会啊，他这样子拍比较看得到啊。对吗？谢谢那么说呢。哦，好阿姨， OK。这个那个多少？你们大概拿个200-300块就好了，不要拿太多。不要太多，对。对，他还想吃什么？啊鱼。好，那你喜欢吃肉嫩的鱼还是肉 Q 的鱼 ？Q 的鱼。那就10磅好不好？嗯，可以 QQ 的鱼。好。咦 ，OK 阿姨，谢谢。他还想吃什么？哦，慢点。那帮你拿4颗，一人2个就好。一人一个可以，阿姨。一人一个。今天我们杀乌来杀鸡吧没？那你要吃？烫的你可以用烤的做3种吃法。阿姨新编的呀，那远路遇到的哈哟，不如没有前面说那里。哎，我杀到上大把币。鱼清蒸，好，然后这鲍鱼我们蒜泥蒸，好不好？蒸不一样的味道。好，阿姨。然后这螃蟹煮味噌汤。好，好，谢谢。那远路遇到的不是么喏，不是多标来的，标比较大，钱啊，本人便宜，比如瓦萨比，远路瓦萨比龙王少，大家多咖啡酒吧，大远路 present 比的咖啡酒吧。谢谢。ကနန်းကိုဟင်းချိုချက်ထားတာပါ
ကဲစားကြည့်မယ်အရင်ဆုံးတော့ရွက်ရဲ့အကြိုက်ဆုံးကိုပီကျော်အရင်မြည်ပါမယ်ထမင်းကလည်းဒီမှာလူတလောက်သွားယူစားလို့ရတယ်ပေါ့နော်ဒီနေ့တော့ရွက်ထမင်းမစားတော့ဘာလို့ဆိုတော့ဒီနေ့မှားထားတာအရင်များတော့ကိုပီကျော်လည်းမဆုံးအဲ့မှာအရန်ပေါ်တာကိုပီပဲဆုံးပြုတ်ကြဆုံးอ่ะပြုတ်လိုက်ရအင်းကျိုးတောက်ကြည့်ညို့လေJapanese style ချက်ထားတယ်ပဲပြားလေးနဲ့ထည့်မယ်ချိုလေးခဏအချိုတက်ပြရ谢谢ဒါကနာဒီဘွယ်အစိမ်းပြန်တော့မယ်အစိမ်းစားဘူးလားတခါမှရွေးမ try ဘူးဆိုတော့အခုရွေးဒီဘွယ်အစိမ်းစားကြည့်ပါမယ်ဒီဘွယ်မဟုတ်ပါလဲ squid လို့ပဲမှားပြောရယ် sorry ပါ squid ဒီထိုးလေးတော့နည်းနည်းလေးတော့အကျော်နည်းနည်းတင်းတယ်အပါလေဟဲ့လေvery good ပစုံကနာကောက်ကိုခွာမလို့ပဲဒါပေမဲ့အစင်မပြေဘူးလက်သေးတွေကလှလေးလှုပ်ထားတာဆိုတော့ပစုံကဘောအစင်ပြေတော့အဲ့တော့သူခွာခိုင်းလိုက်တော့ပစုံနမိုက်you tryလူညံများတယ်လူများလာစားမှာကောင်းဘာလို့ဆိုတော့လူများစားမှာအများကြီးရွေးလို့ရတယ်အများကြီးရွေးဟုတ်ကဲ့အစံရှင်းလဲရှင်းရနဲ့ရှင်းလာဆိုတော့လေစားလာဘာဖြစ်တက်မှာရချက်ချင်းရွေးချက်ချင်းချက်မိုက်တယ်ဝါတရှေနာယူလိုက်တဲ့အဲ့ဘာလို့ခေါ်လဲမသိဘူးယူရန်လဲဂုံးလောင်းခယူလားမသိအဲ့ဒါကိုပေါင်းလိုက်တာပေါ့နော်ပဲပြားလေးနဲ့အောက်မှာပဲပြားလေးခင်းထားမိုက်တယ်ကျဲပဲဒီအောင်ယူရန်တစ်ခါမှမ try ဘူးသေးဘူးဆိုတော့အဲ့ဒါစားကြည့်မျိုးခုကြီးပဲဘလို့တရားမထဲမှာလောက်တာမိုက်တယ်တွေ့အနှစ်ကโอ้အထဲမှာစက်သွန်အနီတို့စက်သွန်ဖြူတို့ချင်းတို့နဲ့အနှစ်လုတ်ပြီးတော့ဟိုဘယ်လိုမှစမ်းလိုက်တာပေါ့နော်မိုက်တယ်သူက
ဟောတဲ့ချင်းတော့အထဲထဲမှာအငံတက်ပါတယ်သူနည်းနည်းလေးငံဘာဒါရေပွဲကိုရွံ့လို့ဟိုပါပေါ့နော်နှစ်ခုလှုပ်လိုက်တာဒါကအစိမ်းဒါကအပြုတ်လိုက်တာနှစ်ခုမတူဒါလည်းမိုက်တယ်ခင်ဗျာစားကြည့်အတူရဲ့အချင်းရရွံ့တော့ငရုတ်သီးစော့ပေးထားတာ牛逼做的，没。这边。平常这样不是那个公花呢，可以玩多少年？平久啊，那年里包的是用银呐。ကနန်းထဲမှာပါတယ်ဟင်းကနန်းထဲမှာပါတယ်ဟင်းချိုဟင်းချိုထဲမှာပါတယ်ကနန်းပြောပြန်နေပြောအဲ့မှာတော့ဥတွေပါတယ်တော့ဥလေးတွေကြီးသွားတယ်ချီသွားတယ်ဥတွေကချီသွားရဆိုပေမဲ့လည်းစားလို့ကောင်းပါတယ်တကယ်တော့လေ तू ကမစားရဲစီဖူရွံ့အကုန်တောင်းဒီနေ့မစားရဲလူခေါ်လာပြီးတာကျွေးကြိုက်အဲ့ရေပွဲအရှင်နေပါရဲ့အဲ့လိုသူတို့မစားရင်ကြောက်ရွံ့ကြိုက်ဒီမှာဥကကက်စုံးနေယူပြီးစားဒီကက်okay. Okay. Right. ဒါကြည့်လားမလည်းမသိအော်ဒီနာရေပွဲကိုပဲกินထားတာအစင်းရင်အပြုတ်ပဲအခင်းမိုက်တယ်ဘာဘီကျူအကြီးရောဘူးနာအကောင်ကမပတ်ထွားမင်းအကောင်တော်တော်ရပဲဒီလိုစိတ်တွေမှာဒီနှစ်ခုပဲရခင်မဟုတ်လားဟာခိုက်တာဟဲ့နော်ဆန်းကောင်မြောင်အစမ်းဘူးကြိုက်အစမ်းရတော့ UN favorite ပါရှေ့ဒါတော့နောက်ဆုံးပိတ်9ပါမိုက်တယ်ငါ့ကိုပေါင်းလာတာရှေ့ပဲနှစ်ကြီးပေးဝိုင်းလိုက်ငါးစားမယ်ခွဲတော့နည်းနည်းလေးတော့အယိုးပါတယ်ပေါ့နော်ငါဒီလေးနည်းနည်းတော့ထားပါမယ်
ဘာဖြစ်လို့ကျမငါးဆိုင်မြဲရိုးစုတက်လို့ပါတော့တဲ့ရိုးကအကြီးရေမို့အသေးလေးမို့ငါလေးရတာခင်ငါကောင်းဟောကြည်ဝိုင်းလုပ်လိုက်မှကြည်ပါဒီဝိုင်းဟိုငါကောင်းကြောက်တယ်သူတို့ဘာမှမသိပါဘူးလေထီရလူတွေလေအဲ့လိုမျိုးကြောက်တယ်သူကကလီစာလည်းမစားခေါင်းနေပါလည်းမစားဘယ်လိုလဲမသိဘူးပြောရတော့အကုန်စားအခုရနော်စားလို့တောက်လို့ပြီးသွားပြီဆိုတော့ကော်ဖီလာတောက်တာပါဒီနာက seafood market နဲ့ဒီ coffee ဆိုင်အားဆိုလို့ရှိရင်6မိနစ်လောက်ပဲဆိုင်ကမောင်းရတယ်ပေါ့နော်သူကပင်လေကြီးရဲ့ဘေးနားမှာဖွင့်ထားတာဒါအနောက်မှာပင်လေလှတယ်ပင်လေကြီးကိုနောက်ခံထားပြီးဖွင့်ထားတာပေါ့နော်ဒီကတော့အရန်တိုက်နေပါတယ်မရောက်တာတော်တော်ကြာပြီစောင်းနှင်းဆိုတော့လေဟိုຫນွေဦးပြန်ရောက်ပြီဆိုတော့ပင်လေလာတာအဆင်ပြေတယ်နည်းနည်းလေးတော့အေးနေတော့မှအရန်ကြီးဟိုပူလေတဲ့မှမပါသေးဘူးကဲဒါကတော့ယူရန်တောက်မဲ့ကော်ဖီဆိုင်ကိုရောက်လာပါပြီဒီကော်ဖီဆိုင်ရဲ့အဓိကနေရာလေးကတော့ဒီ brain box ပါဟောဆိုဒီ brain box ကနေပြီးတော့ပင်လေးယူမြင်ရဒီဆိုင်ကိုလာတဲ့တော်တော်များများဒီ brain box မှာထိုင်နေပြီးရင် coffee တောက်တယ်တပုံရိုက်တယ်ဒါဒီဆိုင်ရဲ့ signature လို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီနေ့ကယူရန်ကဂျားရက်ဖြစ်နေတော့အဆင်ပြေသွားတယ်ဒီနေရာရပုံမှန်ဆိုမရအောင်ဘာလို့ဆိုတော့လူငယ်တွေတော်တော်များများဒီမှာတပုံရိုက်ကြတယ်ဒီနေရာလေးမှာကော်ဖီတစ်ခွက်မှာအကြာကြီးပဲ15မိနစ်လောက်စောင့်လိုက်ရအမြုပ်တွေအများကြီးပဲကော်ဖီကချိုခါခါလေးကော်ဖီလေးတောက်ပြီးပင်လယ်ယူကြည့်ဒီ vibe လေးကိုယူရင်ကြိုက်ထိုင်ဝမ်ကော်ဖီဆိုင်တော်တော်များများလေဒီလိုဝေဖာလေးရောင်းတယ်ဒါဝေဖာကိုယူရင်တို့က ice cream ဖြူတာပေါ့နော်ဒီကလေအသက်ကြီးတာလို့ထင်တယ်ထမင်းစားပြီးမှအချိုလေးစားလိုက်ရမှာအဲ့လိုအချိုလေးစားလိုက်ရမှာဒါပေမဲ့အဲ့လိုကော်ဖီလေးတောက်လိုက်ရမှာနေတာခိုင်တာရှိ哇，压抑三上点越不对。အခုယူရန်စားလို့ပြီးသွားပါပြီကော်ဖီတောက်လို့လည်းပြီးသွားပါပြီဆိုတော့ယူရန်အိမ်ပြန်มาတော့မယ်ယူရန်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်တွေ့ပါအောင်အားလုံးပဲဘိုင်ဘိုင်